စစ်ပွဲတစ်ခုဖြစ်ပြီးဆိုရင်အမေရိကန်သမ္မတတွေပထမအဆုံးမေးလေးရှိတဲ့မိကုန်းကငါတို့ရဲ့လေယာဉ်တွေသင်္ဘောတွေဘယ်နားမှာရှိနေလဲဆိုတာပါပဲခုလဲအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်နိုင်ငံကိုဖိအားပေးဖို့စစ်မဖြစ်အောင်ဟန်တားဖို့ဆိုပြီးသူ့ရဲ့အားအကူရဆုံးအနက်တစ်ခုချက်ချင်းဆေလွတ်လိုက်ပါတယ်အဲ့ဒါကတော့ USS Abraham Lincoln လို့ခေါ်တဲ့လေယာဉ်တင်သင်္ဘောအုပ်စုကြီးတွေကိုပင်လယ်ကွေ့တဲကိုဆေလွတ်လိုက်တာပါကြီးမားကျယ်ပြန့်တဲ့ပင်လယ်ပြင်ကြီးထဲမှာအလျားပေ1000ကျော်အမြင့်က25ထက်တိုက်လောက်အမြင့်ရှိပြီးတော့တန်ချိန်3သိန်းလောက်လေးတဲ့တမ်မီတုံးကြီးတစ်ခုကျွေးလျားနေတယ်စိတ်ကူးကြည့်လိုက်ပါဒါဟာယူသင်္ဘောတစ်စင်းမဟုတ်တော့ပါဘူးလူဦးရေ6000လောက်နေထိုင်တဲ့ရေပေါ်မြို့တော်ကြီးတစ်ခုလို့တင်စားရလောက်တဲ့ကိုပိုင်တအားပေးစက်ရုံရှိတဲ့ကိုပိုင်လေးစိတ်တစ်ခုရှိတဲ့သင်္ဘောကြီးပဲဖြစ်ပါတယ်ဒါပေမဲ့ဒီသင်္ဘောကြီးဟာတစ်စင်းနဲ့ဘယ်တော့မှမသွားပါဘူးသူ့ဘေးနားမှာအမြဲတမ်းစွမ်းထက်ဆုံးကိုရန်တော်တွေဝင်းရံပြီးလိုက်ပါလိမ့်ရှိပါတယ်ဒါကတော့နိုင်ငံတစ်နိုင်ငံရဲ့စစ်အင်အားပြရုပ် aircraft carrier လို့ခေါ်တဲ့လေယာဉ်တင်သင်္ဘောကြီးတွေပဲဖြစ်ပါတယ်ဒီနေ့ဒီဗီဒီယိုမှာတော့ဒီလေယာဉ်တင်သင်္ဘောကြီးတွေကိုဘယ်လိုစွမ်းအင်နေနဲ့မောင်းနေတယ်လဲသင်္ဘောဝမ်ပိုက်ထဲကလေယာဉ်ကိုတောင်တွေနဲ့ဝန်ထမ်းတွေဘယ်လိုအလုပ်လုပ်ကြတယ်လဲပြီးတော့သူတို့ရဲ့ဘဝတွေဒီသင်္ဘောကြီးကိုဝင်းရံထားတဲ့ Carrier Strike Group လို့ခေါ်တဲ့လေယာဉ်တင်သင်္ဘောအုပ်စုကြီးအကြောင်းကိုအဆုံးလင်းဆုံးတင်ဆက်ပေးပါမယ်ပြီးတော့အရှေ့တောင်အာရှနိုင်ငံတိုင်းကပိုင်ဆိုင်ထားတဲ့လေယာဉ်တင်သင်္ဘောအကြောင်းကိုလည်းတင်ဆက်ပေးပါမယ်ပထမအဆုံးတော့ဒီလောက်ကြီးတဲ့သင်္ဘောကြီးကိုဘယ်လိုမောင်းတင်လဲဆိုတာကြည့်ကြအောင်လူသင်္ဘောတွေကဒီဇယ်စီသုံးပေမဲ့ American ရဲ့ Nimitz class နဲ့ Ford class တို့လိုလေယာဉ်တင်သင်္ဘောကြီးတွေကတော့ nuclear စွမ်းအင်ကိုအသုံးပြုပါတယ်သင်္ဘောရဲ့အတွင်းပိုင်းအနက်ရှိုင်းဆုံးနေရာမှာ nuclear ဓာတ်ပေါင်းဖို့ reactor နှလုံးပါရှိပါတယ်ဒီကထွက်တဲ့စွမ်းအင်နဲ့ပန်ကားကြီး၄ခုကိုပေါင်းတင်တာဒီစနစ်ရဲ့အားသာချက်ကတော့လောင်စာဆီဖြည့်စရာမလိုတာပါဒီသင်္ဘောကြီးတွေဟာစီတစ်ခါဖြည့်ထားပြီးနှစ်ပေါင်း20ကနေ25နှစ်အထိရန်နာစရာမလိုဘူးကဘာပတ်ပြီးပေါင်းတင်လိုက်ပါသင်္ဘောသားတွေစားဖို့ရိတ်ခါအတွက်သာကန့်ကတ်ချင်ကတ်လောင်စာဆီအတွက်တော့ဘယ်တော့မှစိတ်ပူကြမလို့တဲ့အနေထားပါပဲအခုသင်္ဘောရဲ့အပေါ်ဆုံးတက် flight deck လို့ခေါ်တဲ့နေရာကိုသွားရအောင်ဒီနေရာဟာကမ္ဘာပေါ်မှာအန်ဒီရဲ့အရှိဆုံးလေယာဉ်ခွင့်မှာလေယာဉ်ပြေးလမ်းကပေ300လောက်ပဲရှိပါတယ်ဒါကြောင့်လေယာဉ်တွေကိုရိုးရိုးပြန်တက်ခိုင်းလို့မရပါဘူး catapult လို့ခေါ်တဲ့လောက်လွဲစနစ်နဲ့ပြစ်လွတ်အောင်ဒီဟာမှလောက်လွဲကြီးတွေနဲ့ပြစ်ထည့်လိုက်လို့ပါ2စက္ကန့်အတွင်းမှာတနာရီ165မိုင်ထိရောက်အောင်တွန်းပို့လိုက်တာလေယာဉ်တွေကပြန်တက်ရတာခက်တယ်လို့ပြန်ဆင်းရတာလည်းခက်ပါတယ်တနာရီကိုမိုင်150လောက်နဲ့ဆင်းလာပြီးပေ300အတွင်းမှာလုံးဝရပ်သွားအောင်လုပ်ရပါတယ်ဒါကြောင့်သင်္ဘောပေါ်မှာတမ်မီကျိုးတွေတန်းထားပြီးလေယာဉ်မီးပိုင်းက jake လို့ခေါ်တဲ့တေးဟုတွေနဲ့မရရအောင်ချိတ်ရအောင်ဒါကို trapping လို့ခေါ်ပါတယ်လေယာဉ်မှုတွေအတွက်တော့အသေးထိတ်စရာအကောင်းဆုံးခိုက်တက်မှာဒီလောက်ရှုပ်ထွေးအန်ရည်များတဲ့ flight desk ပေါ်မှာမှားယွင်းမရှိအောင်ဝန်ထမ်းတွေကိုအရောင်နေတဲ့တာဝန်ခွဲထားပါတယ်အဝါရောင်ဝစ်ဆင်ထားတဲ့သူတွေကဒီကုန်းဘက်ပေါ်မှာဆရာကြီးတွေပါသူတို့ကလေယာဉ်ဘယ်ချိန်ထွက်ရမယ်ဆိုတာကိုမိန့်ပေးရတဲ့သူတွေအနီရောင်အင်ဂျီဝစ်ထားတဲ့သူတွေကတော့ဒီကုန်းဘက်ပေါ်ကအန်ရည်အရှိဆုံးသူတွေပါလေယာဉ်ပေါ်ကိုဘုံတွေဒုံးကြီးတွေတက်ဆင်ပေးရတဲ့အဖွဲ့ပါခဲရောင်အဖွဲ့ကိုတော့စစ်စနိုးနဲ့စပစ်သီးလို့ခေါ်ကြပါတယ်သူတို့ကလေယာဉ်စီဖြည့်ပေးရတဲ့အဖွဲ့ပါအစိမ်းရောင်ဝစ်ထားတဲ့သူတွေကတော့လေယာဉ်ပြစ်လွတ်တဲ့ catapult စနစ်နဲ့လေယာဉ်ဖမ်းကြိုးတွေကိုထိမ့်သိမ်းရတဲ့သူတွေဖြစ်ပါတယ်ဒါကလေယာဉ်ကုန်းဘက်ပေါ်ကဝန်ထမ်းတွေလေယာဉ်ကုန်းဘက်ပေါ်မှာရှိတဲ့လေယာဉ်တွေဘယ်လိုပြန်တက်ရတယ်ဘယ်လိုဆင်းသက်ရတယ်ဆိုတဲ့အကြောင်းကိုအဲ့တော့နောက်ထပ်တစ်ဆင့်အနေနဲ့ကျွန်တော်တို့လေယာဉ်သင်္ဘောဝမ်ပိုက်ထဲကိုဝင်ကြည့်အောင်ဟန်ဂါဘေးဆိုတာကလေယာဉ်တွေပြုပြင်ထိမ့်သိမ်းတဲ့အေယာမကိုတော်ကြီးပါဘောလုံးကွင်း3ဝင်းစာလောက်ကျယ်ဝန်းပါတယ်အဲဒီအကျယ်ဝန်းမှာတိုက်လေယာဉ်ပေါင်း20ကနေ30အတွင်းပြုပြင်ထိမ့်သိမ်းတာပြုလုပ်ပါတယ် American ပိုင်လေယာဉ်တင်သင်္ဘောတစ်စင်းမှာလေယာဉ်စုစုပေါင်း80ကျော်ကနေ90ကျော်ထိပါဝင်ပါတယ်ထိမ့်သိမ်းပြုပြင်မှုလိုတဲ့လေယာဉ်တွေကသင်္ဘောရဲ့ဝမ်ပိုက်ပိုင်းမှာရှိပြီးတော့ကျန်တဲ့လေယာဉ်တွေကတော့ဒီ flight desk ပေါ်မှာရှိပါတယ်အဓိကဒီလေယာဉ်တွေထဲမှာအရေးကြီးတဲ့အဓိကမင်းသားကတော့ FA-18 Super Hornet နဲ့ F-35C တိုက်လေယာဉ်တွေပါဒါပေမဲ့ဒီသင်္ဘောပေါ်မှာတိုက်ခိုက်ဖို့လေယာဉ်တွေကြီးပဲတက်တက်မဟုတ်ပါဘူးကြောကုန်းပေါ်မှာရေဒါပကံများကြီးပါတဲ့ E2 Hawk I ကင်းထောက်လေယာဉ်တွေရန်သူရေဒါကိုဖျက်ဆီးမဲ့ Growler လေယာဉ်တွေနဲ့ဒီအောက်ကရန်သူရင်ငုတ်သင်္ဘောတွေကိုရှာဖွေမဲ့
Seahawk ရဟတ်နေလဲစုံလျောင်ပါဝင်ပါတယ်တကယ်ကိုပြည့်စုံတဲ့လေတပ်စကန်တစ်ခုလိုပါဒီမှာတာဝန်ထမ်းဆောင်နေတဲ့သင်္ဘောသားတွေရဲ့ဘဝကတော့မလွယ်ကူပါဘူးကတင်သုံးတက်ဆင့်ထားတဲ့အိတ်ခမ်းချင်းချင်းလေးတွေမှာအိပ်ရပါတယ်ဒါပေမဲ့ဒီသင်္ဘောကမြို့ကြီးတစ်မြို့လိုပါတနေ့ကိုအစားအစာ18000ကျော်ချက်ပြုတ်ကျွေးမွေးတဲ့ပြီးဖို့ကြောင့်ခွဲစိတ်ခန်းပါတဲ့ဆေးရုံစာတိုင်းဖျားရှိခိုးကြောင်းနဲ့နောက်ဆုံးနာမည်ကျော် Starbucks Coffee ဆိုင်အထိပါဝင်ပါတယ်အခုတော့ဒီသင်္ဘောကြီးရဲ့အပြင်ဘက်ကိုကြည့်လိုက်အောင်ပင်လယ်ပြင်ပေါ်မှာလေယာဉ်သင်္ဘောတစ်စင်းနဲ့သွားနေတာကိုကျွန်တော်တို့ဘယ်တော့မှမြင်ရမှာမဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့လေယာဉ်သင်္ဘောဆိုတာဘီရင်တစ်ပါးလိုပါသူ့မှာကိုယ်ပိုင်အမြောက်တွေဒုံးကျည်တွေတိတ်မပါပါဘူးသူ့ရဲ့တစ်ခုတည်းသောလက်နက်ကလေယာဉ်တွေပဲဖြစ်ပါတယ်ဒါကြောင့်ရန်သူသင်္ဘောတွေရင်ကုန်သင်္ဘောတွေအနားကပ်လာရင်သူကအလွယ်တကူပြစ်မှတ်ဖြစ်သွားနိုင်ပါတယ်ဒါကြောင့်သူ့ကိုကာကွယ်ဖို့ Carrier Strike Group လို့ခေါ်တဲ့ကိုရံတော်တပ်ဖွဲ့ကြီးအမြဲတမ်းပါပါတယ်ပုံမှန် Strike Group တစ်ခုမှာဘာတွေပါလဲဆိုတာကိုကြည့်အောင်ပထမအဆုံးကတော့ Cruiser သင်္ဘောတွေပါသူတို့က Air Defense Commander လို့ခေါ်တဲ့လေကြောင်းရန်ကာကွယ်ရေးမှုတွေပါရန်သူဒုံးကျည်တွေဝင်လာရင်ရင်ဆုံးပစ်ချပေးမဲ့ဒိုင်းကာတွေဖြစ်ပါတယ်နောက်တစ်ခုကတော့ဖြတ်သင်္ဘော2စီးကနေ3စီးပါပါတယ်သူတို့ကတော့အလုတ်ဆောင်လုပ်တဲ့သင်္ဘောတွေပါရန်သူလေရင်ရန်သူသင်္ဘောရင်ကုန်သင်္ဘောအကုန်လုံးကိုတိုက်ခိုက်နိုင်ပါတယ်လေရင်သင်္ဘောရဲ့ဘေးပယ်ညာကနေဝင်းရံပြီးလိုက်ပါလို့ရှိပါတယ်နောက်ထပ်တိတ်လေးလိုက်နေတဲ့သင်္ဘောတွေလည်းရှိပါတယ်ရေပေါ်မှာမမြင်ရပေမဲ့ဒီအောက်မှာတိတ်ဆိတ်လိုက်ပါလာတဲ့ရင်ကုန်သင်္ဘောတွေပါပဲတစ်ခါလေးမှတစ်စီးတစ်ခါလေးမှတော့နှစ်စီးပါတတ်ပါတယ်သူတို့ရဲ့တာဝန်ကရေအောက်ကနေချောင်းမြောင်းပစ်ခတ်မဲ့ရန်သူရင်ကုန်သင်္ဘောတွေကိုကြိုတင်ရှင်းလင်းပေးဖို့ပါနောက်ဆုံးသင်္ဘောတစ်စီးကတော့ထောက်ပံ့ရေးသင်္ဘောပါလေရင်စီအစားအသောက်နဲ့ခဲယမ်းတွေကိုလိုက်လံဖြည့်ဆည်းပေးဖို့နောက်ကနေတောက်လျှောက်လိုက်နေတဲ့သင်္ဘောပါဒီနေရာမှာမေးစရာတစ်ခုရှိတာကဒီအုပ်စုဖွဲ့စည်းပုံကအမြဲတမ်းဒီတိုင်းပဲလားဆိုတာဖြေကတော့မဟုတ်ပါဘူးတာဝန်ပေါ်မူတည်ပြီးတော့အပြောင်းလဲတွေပြုလုပ်လို့ရှိပါတယ်ဥပမာစစ်ပွဲကြီးတွေဖြစ်မယ်ဆိုရင်ဖြတ်သင်္ဘောအရေးအတွက်ကို9စီးကနေ6စီးအထိတိုးချဲ့လိုက်ပါတယ်ရေငုံသင်္ဘောတွေလည်းပို့ပြီးတော့ပါလာနိုင်ပါတယ်ဒါပေမဲ့ပုံမှန်ကင်းလှည့်တာမျိုးဆိုရင်တော့သင်္ဘောနည်းနည်းပဲခေါ်သွားလို့ရှိပါတယ်ခါလေးမှာမဟာမိတ်နိုင်ငံတွေဖြစ်တဲ့ဗြိတိန်တို့ဂျပန်တို့ရဲ့သင်္ဘောတွေကပါဒီအုပ်စုထဲမှာဝင်ရောက်ပူးပေါင်းပြီးအဆောင်ရှောက်ဖြစ်လိုက်ပါလိမ့်ရှိပါတယ်။လေယာဉ်သင်္ဘောတစ်စင်းစစ်စင်ရေးထွက်တယ်ဆိုတာသင်္ဘောတစ်စင်းနဲ့သွားတာမဟုတ်ဘူး။မြို့ငယ်လေးတစ်မြို့စာလူကြီးနဲ့ရေတပ်အုပ်စုတစ်ခုလုံးရွေလျားသွားတာဖြစ်ပါတယ်။ဒါဟာခေတ်သစ်စစ်ပွဲတွေမှာ power projection လို့ခေါ်တဲ့အင်အားပြသခြင်းရဲ့အထွတ်ထိပ်ပါပဲ။သူတို့ရောက်လာပြီဆိုတာနဲ့ငါတို့အသင့်ရှိနေဆိုတဲ့သတင်းစကားကိုတစ်ပါလုံးကနားလည်သွားကြပါတယ်ဒီသင်္ဘောကြီးတွေရဲ့အခန်းကဏ္ဍကကမ္ဘာသမိုင်းကိုအများကြီးပြောင်းလဲစေပါတယ်ဒုတိယကမ္ဘာစစ်မှာဆိုရင် Battle of Midway တိုက်ပွဲမှာ American လေယာဉ်သင်္ဘောတွေကနေပြန်တက်သွားတဲ့လေယာဉ်တွေကဂျပန်ရေတပ်တွေကိုအကြီးကျယ်ချေမှုန်းလိုက်နိုင်တဲ့အခါမှာကမ္ဘာကြီးကလက်ခံလိုက်ရပါတယ်။မြောက်နဲ့ပြစ်တဲ့ခေတ်ကုန်သွားပြီ။လေကြောင်းစိုးမိုးနိုင်မှာစစ်နိုင်မဲ့ခေတ်ရောက်ပြီဆိုတာပါပဲ။ခေတ်သစ်စစ်ပွဲတွေမှာဆိုရင်သူတို့ကအဓိကမင်းသားတွေပါ1992ခုနှစ်ပင်လယ်ကွေ့စစ်ပွဲမှာဆို American လေယာဉ်သင်္ဘော6စီးလောက်ပင်လယ်ကွေ့ထဲဝင်ပြီးနေရောညမှာဘုံကျဲတိုက်ခိုက်ခဲ့တာပါသူတို့ရဲ့စွမ်းဆောင်ရဘယ်လောက်ထိလဲဆိုရင် Nimitz class သင်္ဘောတစ်စီးကတရက်ကိုလေယာဉ်အစီးရေ150ကျော်လွတ်တင်နိုင်ပြီပြစ်မှတ်ပေါင်းများစွာကိုဘယ်နဲ့ထဲတိုက်ခိုက်နိုင်စွမ်းရှိပါတယ်ဒါပေမဲ့သူတို့ဟာတိုက်ပွဲအတွက်တတ်တိဆောက်ထားတော့မဟုတ်ပါဘူးလူတွေကိုကယ်ဆယ်ရမှာလည်းသူရဲကောင်းတွေဖြစ်ခဲ့ပါသေးတယ်ဥပမာ2004ခုနှစ်အာရှဆူနာမီဖြစ်တုန်းကအင်ဒိုနီးရှားနဲ့ထိုင်းနိုင်ငံကိုကူညီဖို့ American လေယာဉ်သင်္ဘော USS Abraham Lincoln ချက်ချင်းရောက်လာခဲ့ပါတယ်။ကုန်းလမ်းတွေပျက်စီးနေတဲ့အချိန်သူတို့ရဲ့ရဟတ်ယာဉ်တွေနဲ့ဝေးလံခေါင်ဖျားတဲ့ရွာတွေကိုအစားအစာတောက်ရည်နဲ့စီးပွားတွေလိုက်ပို့နိုင်ခဲ့ပါတယ်။ဒါပြင်သင်္ဘောပေါ်ကနျူကလ িয়ার စက်ရုံကနေပင်လယ်ရေကိုတောက်ရည်ဖြစ်ပြောင်းလဲပြီးတရက်ကိုရေကားလန်4သိန်းလောက်လှူဒန်းနိုင်ခဲ့ပါတယ်။ဒါဟာတန်ချိန်9000ရှိတဲ့တန်တမန်ကြီးလို့ခေါ်ဆိုနိုင်ပါတယ်။နောက်ဆုံးအနေနဲ့တော့ကျွန်တော်တို့အားလုံးသိကျင်နေတဲ့မိကုံတစ်ခုရှိပါတယ်။ကမ္ဘာပေါ်မှာလေယာဉ်သင်္ဘောပိုင်ဆိုင်တဲ့နိုင်ငံဘယ်နှနိုင်ငံရှိလဲ။ဒါဆိုရင်တော့တကယ်တမ်းအစ်စ်မှန်ပိုင်ဆိုင်တဲ့နိုင်ငံ10နိုင်ငံဝန်းကျင်ပဲရှိပါတယ်။နံပါတ်1ကတော့ရှင်းစရာမလိုအောင်ပြေးနေတဲ့အမေရိကန်ပြည်ထောင်စုပါ။သူတို့မှာစူပါလေယာဉ်သင်္ဘောကြီး7စီးရှိပါတယ်။တခြားလေယာဉ်သင်္ဘောပိုင်တဲ့နိုင်ငံတွေအားလုံးပေါင်းလိုက်ရင်တော့အမေရိကန်နိုင်ငံပိုင်တဲ့သင်္ဘောအရေအတွက်ကိုမပြီးပါဘူးနံပါတ်2နေရာမှာလိုက်နေတာကတရုတ်နိုင်ငံလက်ရှိမှာ3စီးပိုင်ဆိုင်ထားပြီးထပ်မံတိုးချဲ့နေပါတယ်
ဗြိတိန်အိန္ဒိယနဲ့အီတလီတို့မှာ2စီးစီရှိပြီးတော့ပြင်သစ်ရုရှားစပိန်တူရကီတို့မှာ1စီးစီပိုင်ကြပါတယ်ဒါပေမဲ့အမေရိကန်လိုနျူကလ িয়ার စွမ်းအင်သုံးပြီးတော့ခုံမောင်းနိုင်တဲ့သင်္ဘောကတော့1စီးပဲရှိပါတယ်အဲ့ဒါကတော့ပြင်သစ်ပိုင်တဲ့လေယာဉ်သင်္ဘောပါကျွန်တော်တို့ရဲ့အိန္ဒိချင်းထိုင်းနိုင်ငံမှာလည်းလေယာဉ်သင်္ဘောအငယ်သား1စီးရှိပါတယ်ဒါဟာအရှိတောင်အာရှရဲ့တစည်းတဲ့သောလေယာဉ်သင်္ဘောဖြစ်ပါတယ်ဒါပေမဲ့သူဟာတိုက်ခိုက်ရေးအတွက်တော့အများကြီးသုံးလို့မရနိုင်တဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေမှာပို့ပြီးတော့လှုပ်ဆောင်နိုင်တဲ့သင်္ဘောဖြစ်ပါတယ်ဒါကတော့လေယာဉ်သင်္ဘောတွေရဲ့အကြောင်းကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်လေယာဉ်သင်္ဘောတွေကနောက်ထပ်ရာစုနှစ်တစ်ခုလောက်သမိုင်းကိုဆက်ပြီးတော့လွှမ်းမိုးထားမဲ့ပုံစံတော့ရှိနေသေးတယ်လို့ခန့်မှန်းကြပါတယ်ဒီမျိုးတော့ဒီလောက်ပါပဲဒီဗီဒီယိုကိုကြိုက်တဲ့တက်တယ်ဆိုရင် like and subscribe လုပ်ပေးဖို့တောင်းဆိုပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်